ချမ်းသာခြင်းရင်ချမ်းသာနေတဲ့လူတွေကိုလေ့လာတဲ့နေမဟုတ်လားချမ်းသာတဲ့လူတွေဟာတစ်ခုခုမှတော့ကျွမ်းကျင်နေကြတာသိချပါပဲဒီတော့ကိုကချမ်းသာခြင်းရင်ချမ်းသာတဲ့လူတွေဘာလုပ်လဲဆိုတာလေ့လာတဲ့နေမဟုတ်လားဒါအပြင်သူတို့ဘာတွေလုပ်တတ်တာလဲဘာတွေကျွမ်းကျင်တာလဲဆိုတာလေ့လာကြည့်ဖို့ကောင်းပါတယ်ချမ်းသာကြွယ်ဝတဲ့လူတွေဟာလူအမျိုးမျိုးလုပ်ငန်းအမျိုးမျိုးနဲ့ပုံစံအမျိုးမျိုးရှိကြပါတယ်ဒီတော့ရေဘူးရအဖြစ်ချမ်းသာကြွယ်ဝသူတွေမှာရှိတဲ့ပညာရပ်၃မျိုးကိုဖော်ပြပေးလိုက်ပါတယ်၁ခေါင်းဆောင်မှုပညာချမ်းသာတဲ့သူတွေအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင်ခေါင်းဆောင်တွေဖြစ်နေကြတာများပါတယ်ခေါင်းဆောင်မှုပညာဆိုတာလူတိုင်းသင်ယူလို့ရတဲ့ပညာပါသင်ယူပြီးသားຢာတွေကိုသာလက်တွေ့အသုံးချတတ်ဖို့လိုတာပါအောင်မြင်တဲ့သူတွေလုပ်ငန်းရှင်တွေဟာများသောအားဖြင့်လူ10ယောက်အယောက်100အယောက်1000အယောက်1000စသဖြင့်ဥဆောင်နိုင်ကြတဲ့သူတွေဖြစ်ကြပါတယ်။ငွေရှာတဲ့နေရာမှာတဦးတယောက်တည်းရှာတာထက်အဖွဲ့အစည်းနဲ့ရှာတာပိုခရီးရောက်ပါတယ်။ပိုထိရောက်ပါတယ်။များများရအောင်လဲရှာနိုင်ပါတယ်။အောင်မြင်တဲ့လူတွေဟာအဖွဲ့အစည်းနဲ့အလုပ်လုပ်ကြတဲ့လူတွေပါ။အဖွဲ့အစည်းကိုထူထောင်တယ်တည်ဆောက်တယ်ဖန်တီးတယ်ဒါတွေဟာချမ်းသာတဲ့လူတွေလုပ်လို့ရှိတဲ့လုပ်ငန်းစဉ်တွေပါကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကိုလိုချင်ရင်တော့ခေါင်းဆောင်မှုပညာဟာတက်ကိုတက်များရမှာပါနံပါတ်2စီမံခန့်ခွဲမှုပညာနောက်တစ်ခုကစီမံခန့်ခွဲမှုပါထိတ်ကိုတက်ချင်ရင်ထိတ်မှာရှိတဲ့သူတွေတက်ထားတဲ့ပညာရပ်ကိုတော့တက်ထားတဲ့နေမဟုတ်လားအဲ့ဒါကတခြားမဟုတ်ပါဘူးစီမံခန့်ခွဲမှုပညာရပ်ပါပဲအောင်မြင်လာလေစီမံခန့်ခွဲမှုကပိုလိုအပ်လေပါပဲချမ်းသာလာလေပိုစီမံရလေပါပဲဘာတွေကိုစီမံရမလဲဆိုရင်အချိန်ကိုစီမံရမယ်လူတွေကိုစီမံရမယ်ငွေကြေးတွေကိုစီမံရမယ်အလုပ်တွေကိုစီမံရမယ်စိတ်ခံစားချက်တွေကိုစီမံရမယ်စီမံကိန်းတွေကိုစီမံရမယ်ဒါတွေဟာစီမံခန့်ခွဲမှုပညာရပ်ကိုတက်မြောက်ထားမှရတာပါဒီချက်တွေကိုသာကောင်းကောင်းစီမံနိုင်ရင်ဘလောက်အောင်မြင်လိုက်မလဲတွေ့ကြည့်ပါဒါကြောင့်ချမ်းသာတဲ့သူတွေအောင်မြင်နေတဲ့သူတွေဟာဖော်ပြထားတဲ့အချက်တွေကိုကောင်းကောင်းစီမံတတ်ကြပါတယ်နံပါတ်3ငွေကြေးပညာဆင်းရဲတဲ့လူတွေဟာငွေကိုဘယ်နေရာမှာသုံးရမလဲစဉ်းစားနေချိန်မှာချမ်းသာတဲ့လူတွေကတော့လုပ်ငန်းချဲဖို့ပဲတွေးနေကြတာပါဆင်းရဲတဲ့လူတွေကဘယ် brand ကိုရင်ကောင်းမလဲတွေးနေချိန်မှာချမ်းသာတဲ့သူတွေကတော့ဘယ်နေရာမှာရင်းနှီးမြှုပ်နှံရမလဲရှာဖွေနေသူတွေပါဆင်းရဲသူတွေဟာငွေကြေးနဲ့ပတ်သက်ရင်အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေပါတယ်ရှာလိုက်ကုန်လိုက်နဲ့တဝဲလဲလဲဖြစ်နေတာပါအချိန်တွေသာကုန်လာတယ်အသက်အရွယ်သာရလာတယ်လက်ထဲမင်းမရရအဆူဆောင်ထားတာနဲလာပါတယ်မကြံရပါဘူးချမ်းသာလာတဲ့လူတွေဟာငွေကြေးကိုအပင်စိုက်တယ်လို့ပါပဲမျိုးစေ့ချစိုက်လိရှိပြီးအသီးအပွင့်တွေကိုသာစားသုံးလိရှိကြပါတယ်အချိန်ကြာလာတာနဲ့အမျှအပင်တွေကလည်းကြီးထွားလာသလိုအသီးအပွင့်တွေကလည်းများများစားစားရလာတာပေါ့ဆင်းရဲသူတွေနဲ့ချမ်းသာနေတဲ့သူတွေကိုခွဲခြားပေးနေတာငွေကြေးပညာဖြစ်ပါတယ်ငွေကြေးစီမံမှုမလုပ်တဲ့သူတွေဟာဆင်းရဲနေမှာဧကံမဟုတ်ချပါပဲငွေကြေးစီမံခန့်ခွဲတယ်လို့ချမ်းသာတာတော့မထူးဆန်းပါဘူးကောင်းကောင်းရှာတတ်ဖို့ကောင်းကောင်းစီမံတတ်ဖို့ပါပဲဒါကြောင့်ငွေကြေးပညာဟာဘဝမှာအင်မတန်အရေးကြီးတဲ့အထက်ပါဝင်ပါတယ်ချမ်းသာနေတဲ့လူတိုင်းကတော့ငွေကြေးပညာကိုတစ်ဖက်ကန့်ခတ်ကျွမ်းကျင်ကြပါတယ်ဒီတော့ညီကုန်းချုပ်ရရင်ဘဝမှာအောင်မြင်တိုးတက်ဖို့ချမ်းသာဖို့ဆိုတာကောင်းဆောင်မှုပညာစီမံခန့်ခွဲမှုပညာငွေကြေးပညာစတာတွေကိုကျွမ်းကျင်အောင်လုပ်ထားဖို့လိုအပ်ကြောင်းကြံပြုလိုပါတယ်